ကျွန်တော်ဒီကြောင်းရောက်ချအဖြစ်မြန်မာလူမှာယူမှုချင်းနဲ့စူတောင်းချင်းနဲ့ကျန်းစာမှချင်းတွေအဖြစ်ကျွန်တော်ကယူပါလို့ကျွန်တော်ရရှိဖြစ်ပါတယ်ထိုယူပါလို့ကျွန်တော်အနာဂတ်မှာဘယ်လိုမျိုးလူဖြစ်လဲဘာလို့ရမလဲဆိုတော့ကျွန်တော်ကောင်းသဘောပေါက်ခဲ့ပါတယ်ကျွန်မမြန်မာတော်ထဲမှာတိုးဝင်တဲ့အခါပဲဖြစ်ဖြစ်နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဖြစ်ဖြစ်ဘုရားသခင်ရဲ့မေတ္တာကိုပြန်လဲပြီးတော့နားလည်ခဲ့ခံစားခဲ့တယ်ပြီးတော့ဖခင်ရဲ့မေတ္တာကိုနားလည်ခဲ့တယ်ရှိကိုမေတ္တာကိုလည်းပြန်ပြီးတော့ခံစားခဲ့ရတယ်I'm drawing closer No matter where No matter when I am reaching out again Now I'm drawing closer I'm drawing closer to youမနေ့စောစောခွဲတောင်းပြတဲ့အချိန်လေးစွတောင်းတဲ့အချိန်လေးကတကယ်ပဲဘုရားခင်ရဲ့ဝိညာဉ်တော်ရဲ့ပုံပြခြင်းတွေကိုရရှိခဲ့ပါတယ် You will never leave me astray And so I'll never run away Now I'm drawing closer Now I'm drawing closer No matter where ဒီကြောင်းရောက်လာတာနဲ့ဘုရားသခင်ကျွန်တော်အပေါ်မှာဘယ်လိုအချမ်းရှိလဲဆိုတော့ကျွန်တော်သိခဲ့ရတယ်ဘုရားသခင်ရဲ့တူတီချင်းဝိညာဉ်တော်ရဲ့တူတီချင်းတွေကိုလည်းကျွန်တော်ခံစားရခဲ့ရတယ်ဘုရားသခင်ရဲ့ဖူးတွေ့ခဲ့ရတယ် You draw close to me. All that I want is you. 'Cause with you I am free. Now I'm drawing closer. วันเราได้สู้ต้องแค่ละพี่แต่ตัวตะวันก็สู้มาต้องจะเอาคนตัวตะวันตัวเลยสู้ต้องปีไหนเลยใจในงานก็เลยสู้ต้องปีไหน I'm drawing closer to you.ကျွန်မကိုတိုးထည့်တယ်။ဘယ်နဲ့စကားပြောတယ်။ဘုရားစကားပြောတာလည်းကျွန်မကြားခဲ့ရတာဖြစ်တယ်။ပြီးတော့ယုံပါယုံလည်းရှင်းရှင်းလင်းလင်းဘုရားတကယ်ကကျွန်မကိုပြခဲ့တာဖြစ်ပါတယ်။ Cause my heart to say yeah You make me come alive again Oh you make me come alive again This is the moment Everything changes You အဲ့တော့ဘာသာစကားကိုကျွန်တော်ပြောပြလာတာဖြစ်တယ်ပြီးတော့ချက်တော့ဘာသာစကားကိုပြောချင်အဖြစ်ကျွန်တော်ရဲ့အပေါ်မှာပတ်ရှင်တော်ဝိညာဉ်တော်ကတကုတ်ခါရတော့ကိုကျွန်တော်ခံစားရတယ် So come on everybody It's time to celebrate ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အချိန်မှာဘုရားရဲ့စကားပြောခြင်းဘုရားရဲ့ခေါ်တော်မူခြင်းကိုကျွန်တော်တကယ်ပဲကြားတာဖြစ်တယ်။ဒီကြောင့်မှာတကယ်ပဲဘုရားရဲ့မူတော်ထဲမှာပါဝင်ဖို့အရာရာမသိယူမိပါတယ်။ My heart to sing yeah
မသိရှိလာခဲ့တယ်ဖခင်ကျွန်မကိုဖွင့်ပြလေးယူပါရုံနဲ့ကျွန်မတက်တာလည်းမရှိရမယ့်အရာတွေကိုဖခင်ကျွန်မဖွင့်ပြခဲ့တာဖြစ်တယ်ဆက်လက်ပြောကျွန်မမျက်မှောက်တော်ထဲမှာသူ့ဝင်နေချိန်မှာစုကင်းထိုင်းတော်လည်းကော personal ထိုင်းတော်လည်းကောအဲ့ဒီချိန်မှာထိုက်ကနေကျွန်မနှစ်ခုတူတူရတာဖြစ်တယ် From my enemies till all my fears are cold. I'm no longer a slave to fear. I am a child of God. I'm no longer a slave to fear. I am a child of God. ဝိညာဉ်တော်ရဲ့တိုးထီခြင်းတွေခံစားခဲ့ပါတယ်ကျွန်မနေပေါင်းများစွာသူတစ်ပါးကိုလည်းချီနှောင်းတယ်သူတစ်ပါးကိုခွင့်မလွတ်နိုင်ဘူးကျွန်မဒီကြောင်းရောက်လာခြင်းအပြင်ကျွန်မသူတစ်ပါးကိုလည်းခွင့်လွတ်တတ်တာဘုရားချစ်ခြင်းမေတ္တာကိုကျွန်မခံစားပြီးတော့သူတစ်ပါးကိုလည်းချစ်ခြင်းမေတ္တာပြန်ပေးနိုင်တယ် Love has called my name. I've been born again to a family. မျက်မှောက်တော်မှာနေရတာဘယ်လို့ထိနေချင်စရာကောင်းလဲဆိုတဲ့အတ္တကရေမောခြင်းတွေနဲ့ပြီးတော့ရေမောခြင်းတွေနဲ့ငိုကြွေးခြင်းတွေနဲ့အဲ့လိုမျိုးနဲ့အမျိုးမျိုးကြုံခဲ့ရတယ် I'm a child of God. I'm no longer a slave to fear. I am a child of God. I'm no longer a slave to fear. I am a child of God. I'm no longer a slave to fear. ဝိညာဉ်တော်ကကျွန်မကိုဆင်းတယ်လာကျွန်မကိုဘာမှမသိတဲ့အထိကျွန်မခံစားခဲ့ရတယ်မျက်မှောက်တော်ထဲမှာပျော်ရွှင်ခြင်းငြိမ်းသက်ခြင်းတွေကိုလည်းကျွန်မခံစားခဲ့ရ